အမှန်တော့သူနောက်တစ်နေ့မနက်အထိအိပ်ရာထဲမှာပဲရှိနေခဲ့ပြီးသူနိုးလာတဲ့အချိန်မှာတော့ဂျီဝူကအတန်းတက်ဖို့ထွက်သွားနေပါပြီမစ္စတာကင်မှာတင်းချကျောင်းသားတွေအတွက်အရေးကြီးတဲ့သတင်းတစ်ခုရှိပါတယ်နောက်ဆုံးစာမှုပွဲတွေဖြစ်မဲ့စာသူအတန်းကဂုံတိတ်ခါရှိတဲ့ပိုက်တကိုးရက်တင်းချပြိုင်ပွဲမှာပါဝင်ရှင်ပြိုင်ရမှာဖြစ်ပြီးအဲ့ဒါကိုပဲသူတို့ရဲ့စာမှုပွဲအဖြစ်သတ်မှတ်မှာပါလေ့ကျင့်ဖို့2လပဲအချိန်ရတဲ့အတွက်လူငယ်တွေကတော့ဒီအစီအစဉ်ကိုသိမကြိုက်ကြပါဘူးဒါပေမဲ့မစ္စတာကင်ကတော့သူတို့အားလုံးရွှေတစိရလိမ့်မယ်လို့မျှော်လင့်ထားပါတယ်ဂျီဝူကတင်းချတင်ဖို့အတွက်ဟတ်ဆောင်းစီနေတိုင်းသွားပါတယ်ပြီးတော့ဘိုရန်ကဂျီဝူစတော်ဘယ်ရီနိုကိုဘလောက်တောင်ခဏခဏဝယ်တယ်လဲဆိုတာသတိထားမိလာပြီးသူကအဲ့ဒါကိုဆွဲနေတယ်လို့ပါပဲညတညမှာတော့ဂျီဝူဖြည့်ရှင်ဖို့နီလန်တီရမဲ့ခက်ခဲတဲ့ပုံစံတစ်ပုဒ်ရှိနေပါတယ်ဒါပေမဲ့ဟတ်ဆောင်းကတော့သူ့ကိုလက်နဲ့ပဲတဆင်ချင်းပေါင်းခိုင်းပါတယ်3နာရီကြာမှဂျီဝူကအဲ့ဒါကိုဖြည့်ရှင်းနိုင်ခဲ့ပါတယ်ဒါကြောင့်ဟတ်ဆောင်းကသူ့ကိုထူးခြားတာတစ်ခုပြလိုက်ပါတယ်ကြော်ကြားတဲ့တင်ချပညာရှင် Bernard Raymond ဟာဖြည့်ရှင်းနည်းအဆင့်ဆင့်နဲ့ယင်းနှီးကျွမ်းဝင်စေဖို့အတွက်2ရက် square root 3 session နေရာအထိကိုလက်နဲ့ပဲတွက်ချက်ခဲ့ပါတယ်အဲ့ဒါကပုံတင်တဲ့ချက်ယုံနဲ့မရနိုင်တဲ့အရာပါဒါကတင်ချကိုပိုပြီးနားလည်ဖို့အတွက်အများကြီးအထောက်အကူပြုပါတယ်ဟတ်ဆောင်းကဂျီဝူရဲ့အဖြေမှန်လားမှားလားဆိုတာပြောဖို့ညှင်းဆိုခဲ့ပါတယ်ဘာလို့လဲဆိုတော့အဖြေကိုကိုယ်တိုင်ရှာဖွေဖို့ကတင်ချပညာရှင်တယောက်ရဲ့အလုပ်ဖြစ်လို့ပါပဲရက်သက်တစ်ပတ်တွေကုံဆုံးလာတာနဲ့အမျှဂျီဝူရဲ့တင်ချစွမ်းရည်ကတစ်နေ့ထက်တစ်နေ့ပိုကောင်းလာပါတယ်တစ်နေ့မွန်းလွဲပိုင်းမှာတော့သူစိတ်မကောင်းစရာသတင်းတစ်ခုကြားလိုက်ရပါတယ်သူ့ရဲ့တငယ်ချင်းအရင်ခောက်နောက်ထပ်လူမှုဖူလုံရေးကျောင်းသားတယောက်ကဒီကျောင်းကိုလာခဲ့တာကမထိုက်တန်ဘူးလို့ပြောပြီးကျောင်းဟောင်းကိုပြန်ပြောင်းသွားပါပြီအခုတော့ဂျီဝူကသူ့ရဲ့အခြေအနေနဲ့ပတ်သက်ပြီးစဉ်းစားစရာဖြစ်လာပါတယ်ဘိုရန်ကသူ့ကိုနားထောင်ပေးဖို့ကြိုးစားပေမဲ့ဘိုရန်ကလည်းချမ်းသာတဲ့ကလေးတယောက်ဖြစ်နေတာကြောင့်သူတို့အခြေအနေကအတူတူပါပဲလို့ပြောတာကိုသူ့ကိုလှောင်နေတယ်လို့ဂျီဝူကခံစားနေရပါတယ်ဘိုရန်ရဲ့အမေကသူ့ကိုလာကြိုးတဲ့အချိန်မှာတော့သူတို့ရဲ့စကားဝိုင်းကပြတ်တောက်သွားပါတယ်ကားပေါ်ရောက်တဲ့အခါလူမှုဖူလုံရေးကျောင်းသားနဲ့ပေါင်းရမလားဆိုပြီးဘိုရန်အဆူခံရပါတယ်ဘိုရန်ကလည်းသူ့မိဘတွေကွာရှင်းထားလို့နီးပညာအရလူမှုဖူလုံရေးထဲမှာပါပေမဲ့ငွေကြေးအကူအညီယူထားတာမဟုတ်တဲ့အတွက်အခြေအနေချင်းကတော့မတူပါဘူးသူ့အမေကဘိုရန်ကိုစာပဲအာယုံစိုက်စေချင်တဲ့အတွက်ပီယာနိုတချင်းနားထောင်တာကိုလည်းစုပါတယ်ဒါကြောင့်သူကမစ္စတာကင်မန်ကိုဘိုရန်ရဲ့အိမ်တွင်းဆရာအဖြစ်ငှားရမ်းလိုက်ပါတော့တယ်အဲ့ဒီညမှာပဲဂျီဝူကသူ့တငယ်ချင်းကျောင်းကိုဟတ်ဆုံကိုပြောပြပြီးသူလည်းကျောင်းပြောင်းတင်တလားလို့တွေးနေမိပါတယ်ဟတ်ဆုံကသူ့ကိုအရှုံးမပေးဖို့အားပေးပြီးအောင်မြင်ဖို့အတွက်အရေးကြီးဆုံးကဉာဏ်ရည်ထက်မြက်မှုမဟုတ်ပဲအဆုံးထိရင်ဆိုင်နိုင်တဲ့တတိဖြစ်ကြောင်းသတိပေးခဲ့ပါတယ်သူ့ရဲ့ဆိုလိုရင်းကိုတက်တည်ပြဖို့အတွက်သူကိုယ်တိုင်ပြင်ဆင်ပေးထားတဲ့လေ့ကျင့်ခန်းတွေကိုဂျီဝူကိုပြခဲ့ပါတယ်အဖြေတွေမှာအမှားအယွင်းတချို့ရှိနေပေမဲ့ကောင်လေးအနေနဲ့အဖြေထုတ်ပုံနည်းလမ်းတွေကိုမှန်မှန်ကန်ကန်သိနိုင်ခဲ့ပါတယ်အဲ့ဒီညမှာပဲဂျီဝူရဲ့ကျောင်းထုတ်ခံရမှုကုံဆုံးသွားတဲ့အတွက်အဆောင်ကိုပြန်သွားနိုင်ခဲ့ပေမဲ့ဟတ်ဆွန်နဲ့အတူရှိခဲ့ရတဲ့အချိန်တွေကိုသူလွမ်းနေမိပါတယ်နောက်တစ်နေ့မှာတော့ဘိုရန်ကဂျီဝူကိုတောင်းပန်လွှာလေးနဲ့အတူစတော်ဘယ်ရီနိုဘူးလက်ဆောင်ပေးခဲ့ပါတယ်ဂျီဝူအာယုံတွင်းနေတော့မှသူမကစွန့်ပစ်ထားတဲ့တခွဲခန့်အထိနောက်ကလိုက်သွားပြီးသူ့ရဲ့လျှို့ဝှက်ချက်ကိုတီးသွားခဲ့ပါတယ်ဂျီဝူကိုကူညီဆောင်ရှောက်ပေးလို့ဟတ်ဆွန်ကိုကျေးဇူးတင်စကားပြောပြီးနောက်သူမလည်းအဲ့ဒီကိုရန်ဖန်ရန်ခါလာလို့ရမလားလို့မေးခဲ့ရာဟတ်ဆွန်ကလျှို့ဝှက်ချက်အဖြစ်ထိန်းသိမ်းထားမယ်ဆိုရင်လာနိုင်ကြောင်းခွင့်ပြုခဲ့ပါတယ်ဘိုရန်ကသူ့ကိုကွန်မြူနစ်အရာရှိလို့လည်းခေါ်လိုက်တဲ့အတွက်ဟတ်ဆွန်ကဇဝေဇဝါဖြစ်သွားပါတယ်သူကမြောက်ကိုရီးယားကလာတာမှန်ပေမဲ့စစ်တပ်မှာတော့တခါမှမလုပ်ခဲ့ဘူးပါဘူးသူရှင်းပြဖို့စိတ်မဝင်စားတဲ့အကြောင်းပြချက်တစ်ခုကြောင့်သူကစစ်မှုထမ်းခြင်းကနေကင်းလွတ်ခွင့်ရခဲ့တာပါအဲ့ဒီအချိန်မှာပဲကျောင်းဝင်းထဲကိုခိုးဝင်လာတဲ့ကျောင်းသားတစုကိုသူတို့တတိထားမိလိုက်ပါတယ်ဒါပေမဲ့အရင်တစ်ခေါက်ကဂျီဝူဘာဖြစ်ခဲ့လဲဆိုတာသင်ခန်းစာရသွားတဲ့အတွက်ဟတ်ဆွန်ကဘာမှမလုပ်ပဲလွတ်ထားဖို့ဆုံးဖြတ်လိုက်ပါတယ်နောက်ထပ်ညတညမှာတော့ဂျီဝူကဟတ်ဆွန်ကိုဘာကြောင့်တင်ချကိုဒီလောက်ကြိုးစားလေ့လာခဲ့တာလဲလို့မေးပါတယ်ဟတ်ဆွန်ကအစပိုင်းမှာတော့ပညာသင်ဆုရဖို့နဲ့မိသားစုအတွက်ကြိုးစားခဲ့တာဖြစ်ပေမဲ့နောက်ပိုင်းမှာတင်ချရဲ့အလှတရားကိုသဘောကျပြီးချစ်မိသွားတာလို့ရှင်းပြပါတယ်အဲ့ဒီနောက်မှာတော့သူတို့ကဘိုရန်ကိုပါခေါ်ပြီးပီယာနိုတီးနဲ့တင်ပေးပါတယ်ကဏ္ဍတစ်ခုချင်းစီကို note တစ်ခုစီသတ်မှတ်ပြီးပိုင်းပြီးတန်ဖိုးရဲ့ကဏ္ဍတွေတိုင်းသူတို့နှစ်ယောက်တေးတန်တာလေးတစ်ခုကိုဖန်တီးခဲ့ကြပါတယ်နောက်တစ်ခါတင်ချတန်းမှာတော့ဂျီဝူကဆရာကင်မန်ရဲ့အဖြေတစ်ခုကိုဟတ်ဆွန်တင်ပေးထားတဲ့ယုတ်တိဗေဒနီလန်းတွေသုံးပြီးဝင်ပြင်ပေးခဲ့ပါတယ်ဒါပေမဲ့ဆရာကင်ကသူ့ကိုစူပူချင်းမောင်းခဲ့ပါတယ်အဖြေကမှန်ကောင်းမှန်နိုင်ပေမဲ့စာမေးပွဲစစ်သူအလိုရှိတဲ့အဖြေမဟုတ်ကြောင်းကျောင်းသားတွေအနေနဲ့အမှန်တရားထက်စာမေးပွဲကလိုချင်တဲ့အဖြေကိုသာပေးနိုင်ဖို့အရေးကြီးကြောင်းပြောခဲ့ပါတယ်ဒါဟာစာမေးပွဲဖြေဆိုနည်းစနစ်တာဖြစ်တယ်လို့ဆိုပေမဲ့ဂျီဝူကတော့လက်မခံပဲစာမေးပွဲမှာအဖြေမှန်ကိုသာရေးမှဖြစ်ကြောင်းပြန်ပြောခဲ့ပါတယ်သူ့ရဲ့ရိုင်းဆိုင်တဲ့အပြုအမူကြောင့်ဆိုပြီးဆရာကင်ကသူ့ကိုအတန်းပြီးတဲ့အထိအပြင်မှာထွက်ရက်ခိုင်းထားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ဂျီဝူကဆရာကင်ကိုတခုခုသွားပြောလိုက်ပါတယ်